ဒီကျင့်စဉ်ဝင်တဲ့အချိန်မှာပဲကျွန်တော်ရဲ့ဘဝတွေကတကယ်ကိုပြောင်းလဲသွားတယ်စီးပွားရေးတွေကောင်းလာတယ်ဥပိုင်အိမ်ပိုင်တွေပြန်ဖြစ်လာတယ်ကားပိုင်တွေပြန်ဖြစ်လာတယ်ဒီအချိန်ကြီးကိုတကယ်ကိုတိုးတက်တဲ့ဒါကိုယ်တိုင်စူးစမ်းလို့တော့ရထားတဲ့ကျင့်စဉ်လေးပါမင်္ဂလာပါအရန်လေးကြီးကျမ်းမာချမ်းသာကြပါစေဟိုကတော့ဒီလဆရာမင်းဒီလာဖြစ်ပါတယ်ဘေးဦးစိန်ဝင်းရွှေရုံရဲ့တာရဝက်တယောက်လည်းဖြစ်ပါတယ်ခொနည်းသားသမီးတွေကိုဝိဇ္ဇာဒရနည်းပညာနဲ့ကံကြမ္မာတွေပေါ်ကြပေးနေတယ်လို့ဖြစ်ပါတယ်ဘူးတစ်ခေါက်မှာတော့ဒူးဒူးကြကြလေးပြောပြကြပါတယ်ဒါကတော့ကျွန်တော်ဘဝမှာတကယ်လဲလုပ်ခဲ့တယ်တကယ်လဲအောင်မြင်ခဲ့တဲ့အင်မတန်မှလည်းအကျိုးကျေးဇူးကြီးတဲ့ရွှေတကုံအထူးကျင့်စဉ်1အထူးကျင့်စဉ်2ဆိုတဲ့ဟာလေးကိုကျွန်တော်ဝေမျှပေးချင်ပါတယ်ဒါကတော့ကျွန်တော်ဘဝမှာ2016တုန်းကပေါ့နော်ကျွန်တော်ခက်ခဲရင်ဆိုင်ခဲ့ရတယ်အဲ့ဒီချိန်မှာကျွန်တော်ရဲ့ဆရာသခင်ဖြစ်တဲ့အယူဆင်ဝင်ကနေပြီးတော့ဒါမင်းဒီကျင့်စဉ်ကိုဝင်ဆိုပြီးတော့ကျင့်စဉ်တွေကျွန်တော်ကိုချပေးတယ်ကျွန်တော်ရုံရုံကြီးကြီးနဲ့ဝင်တယ်ဒီကျင့်စဉ်ဝင်တဲ့အချိန်မှာပဲကျွန်တော်ရဲ့ဘဝတွေကတကယ်ကိုပြောင်းလဲသွားတယ်စီးပွားရေးတွေကောင်းလာတယ်ဥပိုင်အိမ်ပိုင်တွေပြန်ဖြစ်လာတယ်ကားပိုင်တွေပြန်ဖြစ်လာတယ်ဒီအချိန်ကြီးကိုတကယ်ကိုတိုးတက်တဲ့ဒါကိုယ်တိုင်စူးစမ်းလို့တော့ရထားတဲ့ကျင့်စဉ်လေးပါကျွန်တော်ရဲ့မိတ်ဆွေတွေကိုဒီကျင့်စဉ်လေးကိုဝေမျှပေးချင်ပါတယ်ရွှေတကုံအထူးကျင့်စဉ်1လို့ကျွန်တော်ပြောချင်တဲ့သဘောတရားကတော့ရွှေတကုံမှာကျွန်တော်တို့ရဲ့ဒီမုတ်ကြီးလေးမုတ်ရှိတယ်ဗောခင်ဗျာမုတ်ကြီးလေးမုတ်ရှိတယ်အရှိဘဲမုတ်ကောက်ကတန်ကုံဖေယားတောင်ဘဲမုတ်ကောနာကမနာဖေယားအနောက်ဘဲမုတ်ကတ္တပဖေယားမြောက်ဘဲမုတ်ကြတော့ဘောရမမြတ်စွာဘုရားအဲ့မြတ်စွာဘုရားကြီး၄စုရှိတဲ့ကိန်းဝတ်စံပယ်နေတဲ့မုတ်ကြီးလေးမုတ်အဲ့မုတ်ကြီးလေးမုတ်မှာအထင်ခံဝင်ရတဲ့ကျင့်စဉ်ဖြစ်တယ်အတူချုပ်အပြင်တော့ရွှေတကုံအထူးကျင့်စဉ်1မုတ်ကြီးလေးမုတ်ကျင့်စဉ်ဆိုပြီးမှတ်ထားပါတော့အဲ့ဒါဘာဝင်ရတယ်လဲဆိုတော့အရင်ဆုံးအရှိဘက်မုတ်ကိုတွားတယ်အရှိဘက်မုတ်မှာကျွန်တော်နေပြီးတော့မြတ်စွာဘုရားကြီးကိုရမကြီးကိုဩဃာတာခံယူရဲငါးပါးသီလခံယူရဲပြီးသွားလို့ရှိရင်စီနီးပန်းရေချမ်းကျွန်တော်လူကန်းတယ်လူပြီးသွားတဲ့အခါမှာဂုံတော်9ပါးကို28ပတ်ပြီးပြီးလို့ကျွန်တော်ပရိစိတ်ပါပရိထံဝင်တယ်ပေါ့နော်အဲ့လိုဝင်တယ်ပြီးသွားလို့ရှိရင်ကျွန်တော်တောင်ဘက်မုတ်ကိုသွားတယ်တောင်ဘက်မုတ်မှာကောနာကမနာမြတ်စွာဘုရားရှင်ကိုရမကြီးကိုကောနာပြောသလိုပဲအလင်းပန်းနန္တာရေချမ်းကတ်လူသူတော်တယ်ပြီးသွားလို့ရှိရင်ကျွန်တော်ဘုံတော်9ပါးကို28ပတ်စိအနောက်ဘက်မုတ်ကိုသွားတယ်အနောက်ဘက်မုတ်မှာကတ္တပမြတ်စွာဘုရားရှင်ကိုရမကြီးရှိတော်မောက်မှာလေအလင်းပန်းနန္တာရေချမ်းကတ်လူတယ်ပြီးသွားရင်ဘုံတော်9ပါးကို28ပတ်စိနောက်ဆုံးကတော့ဘောရမမြတ်စွာဘုရားရှင်ကိုရမကြီးရှိတဲ့မြောက်ဘက်မုတ်ကိုသွားတယ်မြောက်ဘက်မုတ်မှာကျွန်တော်ကနေပြီးတော့အလင်းနန္တာပန်းရေချမ်းတွေတူတယ်ပြီးသွားရင်ဘုံတော်9ပါးကို28ပတ်စိတ်တယ်တရက်ချင်းနဲ့၄မုတ်တမုတ်မှာ28ပတ်၄မုတ်ဆိုတော့108ပတ်ရှိတကယ်ကိုဇွဲနှပဲနဲ့ကြိုးစားရတဲ့ကျင့်စဉ်မျိုးလည်းဖြစ်တယ်တကယ်လည်းအကျိုးကြီးတဲ့ထိရောက်လုပ်ရင်လုပ်တဲ့လောက်ကိုလည်းအောင်မြင်တယ်ကိုယ်တွေ့လည်းဖြစ်တယ်အဲကြောင့်ကျွန်တော်ရဲ့မိတ်ဆွေတွေတကယ်ကိုချင်းတဲ့ချက်ထဲရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်ကတော့ရွှေတကုံအထူးကျင့်စဉ်1ဖြစ်တဲ့မုတ်ကြီးလေးမုတ်ကျင့်စဉ်ကိုကျွန်တော်ကဝင်စည်းခြင်းတယ်။ဘာဖြစ်လို့လဲဆိုတော့မုတ်ကြီးလေးမုတ်ကျင့်စဉ်ဝင်လိုက်တဲ့အခါမှာတော်တော်ကြီးကိုပြောင်းလဲသွားတာကြီးတွေ့ရပါလိမ့်မယ်။ကဲတရက်ကို28ပတ်တမုတ်ကို28ပတ်နဲ့တရက်ကို108ပတ်မစိမ့်နိုင်ဘူးဆိုတဲ့လူတွေအတွက်ကတော့တရက်ကို9ပတ်နှုန်းနဲ့မုတ်ကြီးတမုတ်မှာ9ရက်နောက်မုတ်မှာလည်း9ပတ်နှုန်း9ရက်နောက်ထပ်မုတ်တမုတ်မှာလည်း9ပတ်နှုန်း9ရက်နောက်တမုတ်မှာလည်း9ပတ်နှုန်း9ရက်36ရက်ဝင်လို့လည်းရပါတယ်ဒါကတော့ပုံမှန်ဝင်ခြင်းတဲ့လူတွေအတွက်ကိုကျွန်တော်ဝေမျှပေးတာပါတကယ်ကျင့်စဉ်နဲ့တကယ်ဟိုထိရောက်လုပ်ချင်တယ်ဆိုတဲ့ပုံကိုယ်တွေကတော့ကျွန်တော်ဝင်ကြလို့မျိုးမုတ်ကြီးတမုတ်မှာ28ပတ်နှုန်းနဲ့မုတ်ကြီး၄မုတ်မှာ108ပတ်ကိုနေချင်းပြီးစိတ်မယ်9ရက်ဇက်တိုက်အိတ်ထံဝင်မယ်ဆိုရင်တော့ထူးထူးခြားခြားပြောင်းလဲမှုတွေကိုတွေ့ရမှာကျင်းကြီးဖြစ်တယ်အဲ့ဒါတွေကိုကျွန်တော်ဝေမျှပေးခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ရွှေတကုံအထူးကျင့်စဉ်2ကိုတော့ VIP Member Group မှာကျွန်တော်ဆက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်သင်ပေးထားမှာလည်းဖြစ်ပါတယ် VIP Member Group ကိုကျွန်တော်လုပ်ထားပါတယ်ပြီးကျင်လို့ရှိရင် message box မှာလာရောက်ပြီးတော့စုံစမ်းမေးမြန်းလို့လည်းရပါတယ်အားလုံးကိုမေတ္တာပို့ပေးပါတယ်အရန်သိပြီးကျမ်းမာချမ်းသာကြပါစေ